ဝန်လင်းအတန်မာဆုံးဆရာကဘလောက်တောင်ကြောက်စရာကောင်းလဲလက်တစ်ဖက်ဝေးရန်လိုက်ယုံနဲ့ကောင်းကင်ကန်တရား10သိန်းကိုစက္ကန့်ပိုင်းအတွင်းတက်ဖြတ်နိုင်တဲ့စီထူနန်ကသူ့ရှိမှာဥညွတ်ကစားရတဲ့ဝန်လင်းရဲ့အတန်မာဆုံးဆရာအကြောင်းပြောရရင်အဲ့ဒါကတကယ်ကိုကျင့်ကြံခြင်းလောကရဲ့အထွတ်ထိပ်ပဲသူကစံကန်တိုက်ကြီးရဲ့မဟာတန်ယုံကိုပါတဲ့ကတပားဖြစ်တဲ့ကျင့်ကြံမှုကတတိယအဆင့်အထွတ်ထိပ်ကိုရောက်ရှိနေပြီးစိတ်ကူးတစ်ခုတည်းနဲ့ကြေတာယာတွေကိုခြေမုံနိုင်တဲ့လက်ဝေးရန်လိုက်ယုံနဲ့ကူပေးမှန်လောကတဲ့ခုလုံးကိုဖျက်ဆီးပစ်နိုင်တဲ့သူ့ရဲ့တန်မာမှုကလက်ဝဲရန်ယုံနဲ့ကဘာမြေကိုဖျက်ဆီးနိုင်တဲ့စွမ်းအားရှိယုံတင်မကပဲကောင်းကင်ဘုံတရားစီးမြင်တွေကိုလက်နဲ့ဆိုင်နားလေသဘောပေါက်ပြီးထိန်းချုပ်နိုင်ခြင်းမှလည်းရှိတယ်သူ့ရဲ့ကျင့်ကြံမှုကကောင်းကင်ကတရားစတဲ့ကျင့်ကြံသူတွေနှိုင်းယှဉ်နိုင်တာမျိုးလုံးဝမဟုတ်ဘူးနှစ်ဦးကြားကကွာဟချက်ကမိုးနဲ့မြေလိုပဲကောင်းကင်ကတရားလိုအဆင့်တန်းရှိတဲ့ကျွမ်းကျင်သူမျိုးကိုရှင်လော်ကလက်ချောင်းလေးလှုပ်ရှားလိုက်ယုံနဲ့အပါ10သိန်းကိုအလွယ်တကူတက်ဖြတ်နိုင်တဲ့လုံးဝကိုအဆင့်ချင်းမတူတဲ့တရှိမှုမျိုးပဲဝန်လင်းကဒီလိုတန်မာတဲ့သူရဲ့တပည့်အဖြစ်ဝင်ရောက်ခွင့်ရခဲ့တာကတော့ဝန်လင်းဂူမျိုးနွယ်အမွေနှစ်ကိုရရှိခဲ့တဲ့ဒဏ္ဍာရီကနေစပြောရမယ်အဲ့ဒီအချိန်တုန်းကဝန်လင်းကိုကျဲဂူနက်ဖျားအဆင့်ကိုဖောက်ထွက်တဲ့အခါဝန်လင်းကိုအစစ်မှန်ဆုံးဂူနက်ဖျားသွေးရရှိစေခဲ့ရုံနဲ့မကပဲဒဏ္ဍာရီလာဂူဘိုးဘေးဝိညာဉ်သွေးကိုပါရရှိစေခဲ့တဲ့ဒါကကဘာတစ်ခုလုံးကိုတုံလုံးစေတဲ့ထူးခြားစံပြတဲ့ဖြစ်ရပ်တွေကိုဖြစ်ပေါ်စေခဲ့တဲ့ကောင်းကင်ကိုထိုးတက်သွားတဲ့ဂူမျိုးနွယ်ရဲ့အရှိန်ဝါကမှောင်မိုက်တဲ့အရက်ထဲကမိပြတိုက်လိုပဲချက်ချင်းဆိုသလိုအဝေးကြီးမှာရှိတဲ့စံကန်တိုက်ကြီးကရှင်လော်မဟာတန်ယုံရဲ့အာယုံဆိုင်မှုကိုဆွဲဆောင်နိုင်ခဲ့တဲ့ဒါကြောင့်သူကိုယ်တိုင်အစုံမဲ့ကမ္ဘာလောကတွေကိုဖျက်ကျော်ပြီးသူ့ရဲ့ကိုယ်ပွားတစ်ခုဆေလွတ်ကကူပေးမှန်လောကကိုရောက်လာပြီးဝန်လင်းကိုအထူးလာရောက်စစ်ဆေးခဲ့တဲ့ရှင်လော်ကဝန်လင်းကိုတွေ့တဲ့အခါသူ့ရဲ့မြင်မာတဲ့ကျင့်ကြံမှုကိုအာကိုပြီးမောက်မာထောင်ထားခြင်းမရှိခဲ့ပဲသူကဝန်လင်းကိုသူ့ရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းအရင်ဆုံးထုတ်ဖော်ပြောကြားခဲ့တဲ့သူကစံကန်တိုက်ကြီးကျင့်ကြံခြင်းလောကရဲ့အမြင့်မြတ်ဆုံးဧကရစ်ဖြစ်တဲ့ဝန်လင်းခန္ဓာကိုယ်ပေါ်ကဂူမျိုးနွယ်အမွေနှစ်ရဲ့မြစ်ဖျားခံရာကိုတိုက်ရိုက်ကွက်ကွင်းအောင်ပြောပြခဲ့တဲ့ဝန်လင်းအဲ့ဒီအချိန်တုန်းကတိလိုက်ရပြီးနောက်စိတ်ထဲမှာအလွန်တုန်လှုပ်အံ့ဩသွားခဲ့တယ်ဒါပေမဲ့သူကဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့တရှိမှုနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်းအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပဲရှိနေခဲ့တယ်ဝန်လင်းကိုခဏတာစောင့်ကြည့်လေ့လာပြီးနောက်မှာတော့ရှင်လော်မဟာတန်ယုံကဒီကလေးရဲ့စရိုက်ကသူ့ရဲ့အကြိုက်နဲ့ကွက်တိကျနေမှန်းသိလိုက်ရတယ်ဒါကြောင့်သူကတပည့်အဖြစ်လက်ခံခြင်းနဲ့စိတ်ဆန္ဒပြင်းပြလာခဲ့တယ်ဒါပေမဲ့ဆရာတင်ဖို့ဆိုတာကထင်တယ်လို့မလွယ်ကူပါဘူးရှင်လော်ကဝန်လင်းမှာသူ့ရဲ့ပညာတွေကိုစက္ကန့်ဖို့အရေးချင်းရှိမရှိအတည်ပြုဖို့လိုအပ်သေးတယ်ရှင်လော်မဟာတန်ယုံကဝန်လင်းအတွက်စံသက်ချက်တစ်ခုပြုလုပ်ခဲ့တယ်သူကမဟာတန်ယုံရဲ့အရှိန်ဝါဖိအားအနှဲငယ်ကိုတောက်ခံနိုင်မခံနိုင်ကြည့်ကျင်ခဲ့တာရှင်လော်လက်မြောက်ပြီးတစ်ချက်ညွှန်ပြလိုက်တာနဲ့နိုင်ရှင်လို့မရတဲ့ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုကဝန်လင်းကိုချက်ချင်းလွှမ်းခြုံသွားခဲ့တယ်။အဲ့ဒါကရိုးရှင်းတဲ့ဝိညာဉ်စွမ်းအားဖိအားမဟုတ်ပဲကောင်းကင်နဲ့မြေကြီးရဲ့စီးမြင်တွေပါဝင်တဲ့စွမ်းအားဖြစ်တဲ့ကျေတာယာကောင်းကင်တစ်ခုလုံးသူ့ရဲ့ပခုံးပေါ်ဖိချထားသလိုမျိုးပဲအဲ့ဒီအချိန်မှာဝန်လင်းရဲ့တကူလုံးကအယိုးတွေကတချို့ကြွမြည်တမ်းတွေထွက်ပေါ်နေခဲ့တယ်။ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကခိုင်မာနေသေးပဲကောင်းကင်ကိုဆန့်ကျင်တဲ့စိတ်သက်ခွန်အားနဲ့လီမူဝန်ကိုပြန်လည်အသက်သွင်းခြင်းနဲ့ပြင်းပြတဲ့စိတ်ဆန္ဒကိုအားကိုးပြီးဒီအရှိန်ဝါဖိအားကိုအတင်းကျပ်တောင်းခံထားနိုင်ခဲ့တဲ့ခြေတလန်းမှမဆုတ်ခဲ့ဘူးသူ့ရဲ့ဒီလိုစွမ်းဆောင်ရည်ကရှင်လော်မဟာတန်ယုံရဲ့မျက်ဝန်းထဲမှာချီကျူးမှုနဲ့ကျဉ်းတဲ့အရေးအယောင်တွေထွက်ပေါ်လာစေခဲ့တဲ့ဝန်လင်းကဒီစံသက်ချက်ကိုအောင်မြင်ခဲ့လို့သာသူ့ရဲ့နိုင်ရှင်လို့မရတဲ့ပါရမီနဲ့စိတ်သက်ခွန်အားကိုပြသနိုင်ခဲ့တာဖြစ်တဲ့ရှင်လော်ကအဲ့ဒီကြမှာကြီးမားတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီးဝန်လင်းကိုတဦးလေးသောတပြည့်ရင်အဖြစ်လက်ခံခဲ့တဲ့သူတို့ရဲ့ဆရာတင်ခန်းနာဂူမျိုးနွယ်ရဲ့ရှေးဟောင်းရိုးရာအစဉ်လာအတိုင်းပြုလုပ်ခဲ့တာဝန်လင်းကဥချအယိုအသေးပေးတဲ့မဟာအခမ်းအနားကိုပြုလုပ်ခဲ့ပြီးရှင်လော်ကတော့ဒီအယိုအသေးပေးမှုကိုလေးလေးနက်နက်လက်ခံခဲ့တယ်ဒါကဆရာတပည့်ရေစက်တစ်ခုတရားဝင်စတင်ဖွဲ့စည်းလိုက်ပြီလို့အတိတ်ပဲရတယ်အဲ့ဒီအချိန်ကစလို့ဂုံတိတ်ခါနဲ့အရှက်တိတ်ခါတွေကိုအတူတကွမျှဝေခံစားခဲ့ကြတယ်ဆရာတင်ချင်းအောင်မြင်ပြီးနောက်မှာတော့အရင်ကမရှိဘူးသေးတဲ့ကျင့်ကြံခြင်းအရင်းမြစ်တွေနဲ့လမ်းညွှန်မှုတွေကိုရရှိခဲ့တယ်ရှင်လော်မဟာတန်ယုံကမိမိကိုယ်တိုင်နှစ်ပေါင်းထောင်ချီခါတီးစွာကျင့်ကြံခဲ့တဲ့မွေးဖွားခြင်းတေဆုံးခြင်းတန်တရားအနှစ်သာရကိုကိုခုမြောက်မူလအစသင်္ကေတအဖြစ်ပြောင်းလဲပြီးဝန်လင်းရဲ့ဝိညာဉ်အနက်ဆိုင်ဆုံးနေရာတွေကိုကိုယ်တိုင်ထည့်သွင်းပေးခဲ့တဲ့ဒီသင်္ကေတတွေကဝန်လင်းကောင်းကင်ဘုံအဆင့်ကိုတက်လန်းဖို့ကြိုးစားတဲ့အခါထိတ်လန့်ဖွယ်ကောင်းတဲ့စွမ်းမကားကိုပြသနိုင်ခဲ့တဲ့ဝန်လင်းကောင်းကင်ဘုံ6ခုမြောက်တရားကိုတက်လန်းတဲ့အခါမှာစိတ်မိတ်ဆာရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတဲ့9ခုမြောက်သင်္ကေတကရွှေရောင်မြစ်ကြီးအဖြစ်ပြောင်းလဲပြီးသူ့ရဲ့ဝိညာဉ်ကိုပေးမပေးခဲ့တဲ့စိတ်မိတ်ဆာရဲ့လှည့်စားမှုမော်ဝင်စားရာနေမြေအလုံးကိုချက်ချင်းချေမှုန်းပစ်ခဲ့တဲ့ဒီလိုနီလန်းမျိုးကအကယ်၍ကောင်းကင်ကံတရားသာအသုံးပြုမယ်ဆိုရင်နှစ်ပေါင်းတောင်းချီကျင့်ကြံမှုကိုကုံဆုံးစေရင်တောင်သင်္ကေတတစ်ခုအဖြစ်စူးစီးဖို့ခဲရင်လိမ့်မယ်ဒါကတတိယအဆင့်အစွမ်းထက်ကျွမ်းကျင်သူရဲ့ကြောက်မက်ဖွယ်တန်မာမှုကိုအပြေအဝပြသနေတာဖြစ်တဲ့နောက်ပိုင်းမှာဝန်လင်းဂူမျိုးနွယ်ရဲ့မဟာဘေးဒုက္ခကိုကြော်ဖြတ်တဲ့အခါရှင်လော်မဟာတန်ယုံကဆရာတယောက်ရဲ့အစွန်းကုန်တာဝန်ယူမှဟုကိုကိုမိုပြသခဲ့တဲ့အဲ့ဒီအချိန်တုန်းကကိုမိုကျိုမုံတိုင်းကစံကန်တိုက်ကြီးတစ်ခုလုံးကိုဝါမျိုးမတက်ဖြစ်နေခဲ့တာရှင်လော်ကမိမိရဲ့မူလအသက်မိတော့ကိုလောင်ကျွမ်းစေဖို့ဝင်မလေးခဲ့ပဲမဟာတန်ယုံ၃ပါးရဲ့ဝိုင်းရံတိုက်ခိုက်မှုကိုတယောက်တည်းရင်ဆိုင်ခဲ့တဲ့သူကလက်ပလာနဲ့မိုးကျိုးပင်လယ်ကိုစုပ်ခဲ့ပြီးကောင်းကင်သားရဲ့ဖောက်ထွင်းဝင်ရောက်တဲ့တန်ရာကိုကြောပြင်းနဲ့အတင်းကျပ်တောက်ခံခဲ့တဲ့သွေးတွေကကောင်းကင်ရံမှာဆုံးထင်းသွားခဲ့ရတဲ့ဝန်လင်းဘေးကင်းကင်းနဲ့ဘေးဒုက္ခကိုကျော်ဖြတ်နိုင်ဖို့အတွက်သာဖြစ်တဲ့ဒီတိုက်ပွဲကကျိုးဧကရစ်မဟာတန်ယုံကိုသူ့ရဲ့မူလအစသုံးပုံတစ်ပုံလောင်ကျွမ်းစေခဲ့ရုံနဲ့မကပဲကံကောင်းထောက်မှစွာနဲ့ပဲလွတ်မြောက်သွားခဲ့ရတဲ့ရှင်လော်မဟာတန်ယုံကတော့အစအဆုံးကာကွယ်ဆောက်ရှောက်ပေးတဲ့ပထမဆုံးရှေ့တန်းမျက်နှာစာမှာဆွဆွမြဲမြဲကာကွယ်ပေးခဲ့တယ်ဒါပေမဲ့ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာကတော့ဝန်လင်းစံကန်တိုက်ကြီးကိုစိတ်အေးလက်အေးတွားရောက်ကြင်ကြံနိုင်ဖို့အတွက်ရှင်လော်ကတားမြစ်ချက်ပညာရဲ့ဖြစ်တဲ့ဘဝကူးတန်တရားဆက်ဝန်းကိုအတင်းအကျပ်ဖွင့်လစ်ခဲ့တဲ့သူကမိမိရဲ့မဟာတန်ယုံတွေးခြင်းကိုအခြေခံပြီးလီမူဝမ်ရဲ့ကျွမ်းကျင်တဲ့ဝိညာဉ်ကိုငရဲပြီးအဆုံးသက်ကနေပြန်လဲဆွဲခေါ်ခဲ့တဲ့စီထူနန်ချမ်းရွှေစတဲ့ကူပေးမှန်လောကလူဟောင်းတွေအားလုံးကိုစံကန်တိုက်ကြီးကိုပြန်လဲအသက်သွင်းကူးပြောင်းပေးခဲ့တဲ့ဒီလောက်ရက်ကရင်ရန်စီစနစ်ကိုပြင်းထန်စွာရှုပ်ထွေးစေခဲ့ပြီးကောင်းကင်ဘုံတရားရဲ့ပြင်းထန်တဲ့တံပြန်တိုက်ခိုက်မှုကိုဆွဲဆောင်ခဲ့တဲ့ဒါပေမဲ့ရှင်လော်ကတော့ပြုံးရက်သားနဲ့ပါဇက်ထောင်ကသွေးတွေကိုတုပ်ပစ်လိုက်ရုံပဲဒါကိုတပည့်အတွက်
ပေးအပ်တဲ့ဆရာတင်လက်ဆောင်ဖြစ်တတ်မှတ်ခဲ့တဲ့ဖခင်လိုဆရာလိုပြင်းရှားတဲ့တန်ရောစင်ကတသက်လုံးမောက်မရိုင်းဆိုင်ခဲ့တဲ့စီထူနန်ကိုတောင်ညီးတွားချီးကျူးစေခဲ့တဲ့အကယ်၍ရွှန်လော်မဟာတန်ယုံရဲ့ကာကွယ်ဆောင်ရှောက်မှုသာမရှိခဲ့ရင်မိမိနဲ့ဝမ်လင်းကရှေးကလေးကအယိုးစုတွေဖြစ်နေလောက်ပြီဆိုတာဝန်ခံခဲ့ကြတယ်ဝမ်လင်းရဲ့တကူလုံးကျင့်ကြံခြင်းဖြစ်စဉ်တစ်ခုလုံးကိုပြန်ကြည့်ရင်ရွှန်လော်ကသူ့အတွက်အရေးကြီးဆုံးဖြစ်တယ်လို့အတန်မာဆုံးဆရာလည်းဖြစ်တယ်ဆိုတာတန်တရားဖြစ်เสียမလိုပါဘူးရွှန်လော်ရဲ့ဂယုတစိုက်လမ်းညွှန်မှုနဲ့အစွမ်းကုန်ကာကွယ်ဆောက်ရှောက်မှုသာမရှိခဲ့ရင်ဝမ်လင်းအနေနဲ့အစွမ်းထက်ကျွမ်းကျင်သူတွေတောထမကများပြားလာတဲ့စံကန်တိုက်ကြီးမှာခြေကုန်မြဲဖို့ခဲရင်လိမ့်မယ်နောက်ပိုင်းမှာကောင်းကင်ဘုံအဆင့်ကိုစက်တိုက်ဖောက်ထွက်နိုင်မှုဆိုတာကတော့ပိုလို့တောင်ပြောနေစရာမလိုတော့ဘူးသူကသူ့ရဲ့အတုမရှိတဲ့တန်မာမှုနဲ့လူပုဂ္ဂိုလ်ဆွဲဆောင်မှုတွေကိုအသုံးပြုပြီးတကယ်ဆရာကောင်းတယောက်ရဲ့စံပြပုံရိပ်ကိုပြည့်စုံစွာဖော်ကျူးပြသသွားခဲ့တယ်ဒီနေရာဒီမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ပါတယ်ဖော်လို့လေးနှိပ်ပေးကြပါခင်ဗျာ